treasure graphic ကနေကြိုဆိုပါရရှင်မိတိခောက်ထုတ်ပြမှာတော့ဒီရုပ်လေးပေါ့နော်ဒီရုပ်လေးထုတ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုနောက်တစ်ခုမှပြပါမယ်ရုပ်ကလေးထုတ်ဖို့အတွက်ဆိုရင်မင်းကရေခဲချီအသေးလေးပေါ့နော်ရေခဲချီအသေးလေးကိုဒီနှစ်ရောင်ရဲ့ဒီအစိမ်းလေးနဲ့ပေါ့နော်အစိမ်းကမင်းစီမကုန်းနေဆိုတာလေးပဲကျွန်တော်သုံးပါမယ်အလေးတွေလုံးမယ်ပေါ့နော်ဒီနေရာမှာကဲလို့ကိုက slip ရှက်ကောမချိတ်ချင်ပေါ့နော် slip ရှက်ကောမချိတ်ချင်ဘူးဆိုဒီလိုမချိတ်သုံးရတယ်မင်းကတော့ရှက်ကောပဲချိန်လိုက်တော့မယ်နော်ချုပ်ဖို့စားအယုတ်လေးချုပ်ဖို့စားတဲ့ဒီလိုအလေးလဲလိုမယ်ပေါ့နော်တနေ့မျက်လုံးလေးတွေပါလေးတွေကတော့နည်းနည်းပဲလိုမယ်ပေါ့နော်အဓိကတော့ဒီချီလုံးလေးပါဆိုတော့စထိုးမယ်ဓမ္မဆုံးဒါလေးထိုးဖို့အတွက်ချီကိုင်းနဲ့အကိုင်းနဲ့ကိုင်းမယ်ပြီးရင်ခွင်းလေးလုပ်မယ်ပေါ့နော်ခွင်းကလည်းကိုလို့တက်တယ်လို့လုပ်ရပါတယ်မင်းကတော့ဒီတိုင်းပဲလုပ်နေကြဆိုဒီတိုင်းပဲလုပ်ဖြစ်တယ်ပေါ့နော်ဒီထဲမှာချင်းတစ်ခါထုတ်ပြီးတော့မှတိုင်တိုး6တိုင်ထိုးမယ်မချစ်ရင်းနဲ့မှာနော်တိုင်တိုး6တိုင်ထိုးပြီးရင်ခွင်းလေးကိုဆွဲစီလိုက်မယ်ခွင်းလေးကိုဆွဲစီပြီးနောက်ဆုံးမှရှက်ကုန်နဲ့ချိန်မယ်ဒီနေရာမှာရှက်ကုန်မချိန်ဘူးဆိုလို့ရှိရင်ခုနကပြရတဲ့ဒီမက်ချိတ်လေးသုံးလို့ရတယ်ပေါ့နော်မင်းကတော့မက်ချိတ်မသုံးတော့ပါဘူးရှက်ကုန်နဲ့ချိန်မယ်ရှက်ကုန်နဲ့ချိန်ပြီးလို့ရှိရင်တိုင်ပွား6ကြိမ်ထိုးမယ်မဆိုတာတပေါက်ထဲကိုနှစ်တိုင်ကိုပြောတာနော်6ကြိမ်တိုင်ပွား6ကြိမ်ပြီးပြီဆိုရင်ပထမဆုံးတိုင်ပွား6ကြိမ်ပြီးပြီဆိုလို့ရှိရင်နောက်ထပ်တစ်တိုင်တက်ဖို့နောက်ထပ်တစ်တန်းတက်ဖို့စာအတွက်ချိန်တစ်ခါထိုးမယ်ပြီးရင်တိုင်တိုးနောက်တစ်ပေါက်မှာတိုင်ပွားဒါမျိုးကို6ကြိမ်ပြည့်အောင်ထိုးလာခဲ့မယ်ပေါ့နော်ဒါမျိုးတိုင်တိုးတိုင်ပွားဒါကိုတစ်ချိန်လို့သတ်မှတ်မယ်ပြီးရင်နောက်ထပ်တိုင်တိုးတစ်တိုင်နောက်တစ်ပေါက်မှာတိုင်ပွားဒါဆို2ကြိမ်ရပြီပေါ့နော်ဒီလိုမျိုး6ကြိမ်ပြည့်အောင်ထိုးရမယ်6ကြိမ်ပြည့်ရမယ်ပေါ့နော်ပိုတာလူတိုင်းမရှိရဘူးပေါ့မဟုတ်လို့ရှိရင်သူ့ရည်အတွက်တိုင်းမဟုတ်ဘဲနဲ့ဖောင်းတာတို့ပိန်တာတို့ဖြစ်သွားတတ်တယ်ပေါ့နော်ဒီချာလေးရည်ပြမှထိုးပြီးပါကိုယ်ကရလို့မမှတ်မိဘူးဆိုလို့ရှိရင်မက်ချိတ်လေးသုံးလို့ရတယ်ပေါ့နော်ပြီးတော့လေမင်းကတင်ပေးတယ်ဆိုတာကမင်းကလုံးဝ professional ဖြစ်နေလို့တင်ပေးတာတော့မဟုတ်ဘူးပေါ့နော်မင်းလည်းတင်ရင်ပြန်ပြီးတော့မှလည်းမျှဝေရင်ပေါ့နော်အဲ့လိုမျိုးထိုးရင်းနဲ့တင်ပေးတာဖြစ်တဲ့အတွက်အမားလေးတွေပါလို့ရှိရင်လည်းနားလည်ပြီးကြပါလို့ပြောချင်ပါတယ်ရှင်မင်းတိတဲ့လောက်လေးပဲပြန်ပြီးမှမျှဝေပေးချင်တာပေါ့နော်ပြီးတော့အခြေခံမရသေးတဲ့သူလေးတွေကလေအခြေခံကအရင်မခတ်ပါဘူးပေါ့နော်ဟိုဟာ YouTube မှာလေးရှားလိုက်လို့ရှိရင်သူ့ရဲ့အခြေခံတိုးနီးလေးတွေတွေ့မယ်ပေါ့နော်သူရဲ့တင်ဂီတာလေးတွေဘယ်ဟာအတိုင်းလို့ဆိုရင်ဆိုတာမျိုးလေးအမျိုးလေးဆိုရင်ပို့ပြီးမှအဆင်ပြေပါမယ်ရှင်ဘာလို့လဲဆိုတော့ပတန်ဖက်တက်လို့ရှိရင်တော့တင်အယုတ်ကထိုးလို့ရသွားပြီလေအဲ့မို့အဲ့လိုမျိုးလေးစူးစမ်းကြည့်ဖို့ပြောတာပေါ့နော်ပြီးရင်တိုင်ပွား6ချိန်ပြသွားပြီဆိုလို့ရှိရင်နောက်တစ်ခုအတွက်ချိန်တစ်ခါထိုးမယ်ချိန်တစ်ခါထိုးပြီးရင်တိုင်နှစ်တိုင်တိုင်ပွားလာမယ်နှစ်တိုင်နောက်တစ်ပေါက်မှာတိုင်ပွားပြီးရင်နောက်ထပ်တစ်တိုင်နောက်တစ်ပေါက်မှာတစ်တိုင်နောက်ထပ်တစ်ပေါက်မှာကျတော့တိုင်ပွားဒါဆိုရင်ချိန်ရပြီဒီဘက်ကိုလည်း၄ချိန်ထပ်ပြီးထိုးလာခဲ့မယ်ပေါ့နော်တိုင်တိုနှစ်တိုင်တိုင်ပွားပြီးလာခဲ့ပြီဆိုလို့ရှိရင်နောက်တစ်ခုချိန်တစ်ခါထိုးထားမယ်ပြီးရင်ရှက်ကိုချိတ်တဲ့ပေါက်ကနေပြန်စမယ်ပေါ့နော်နောက်ထပ်တစ်တိုင်နှစ်တိုင်3တိုင်တိုင်တို့3တိုင်တိုင်ပွားတိုင်တို့3တိုင်တိုင်ပွားဒါကိုတစ်ချိန်လို့သတ်မှတ်မယ်နောက်ထပ်5ချိန်ထပ်ထိုးလာမယ်ပေါ့နော်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်တိုင်ပွားဒါမျိုးလေးဆက်ထိုးလာခဲ့မှာပေါ့နော်မင်းကအဆုံးထိထိုးမပြဘူးဆိုတာလေဗီဒီယိုရိုင်းရှိလို့ရှိရင်ကြတော့လေတင်ရတာရိုင်းဟွာမလုပ်ဘူးပေါ့နော်အပိုင်းနဲ့တင်ရတာကြတော့လေမင်းကမကြိုက်ဘူးဘာလို့မှမတင်ဘူးနော်အဲ့ဒါမို့ဒီဘက်ကို4ချိန်ထပ်ပြီးမှထိုးလာခဲ့မယ်တိုင်တို့3တိုင်ပွားကိုတိုင်တို့3တိုင်ပွားကို6ချိန်ပြည့်အောင်ထိုးလာခဲ့ပြီဆိုရင်ရှက်ကော်နဲ့ချိန်မယ်ရှက်ကော်နဲ့ချိန်ပြီးရင်နောက်တစ်ခုချိန်တစ်ခါထိုးမယ်နောက်တစ်တန်းမှာကျတော့တိုင်တို့4တိုင်တိုင်ပွားကို6ချိန်ထိုးမယ်2ချိန်3ချိန်4ချိန်နောက်တစ်ပေါက်မှာတိုင်ပွား1ချိန်ထိုးမယ်ဒါမျိုးနောက်ထပ်5ချိန်ပြည့်အောင်ထိုးမယ်စုစုပေါင်း6ချိန်ပြည့်ရမယ်ပေါ့နော်1ချိန်နဲ့3 4တိုင်တို့4တိုင်တိုင်ပွားဒါမျိုးနောက်ထပ်4ချိန်ထပ်ထိုးရမယ်ပေါ့နော်စုစုပေါင်း6ချိန်ဆိုတော့ထိုးလာခဲ့မယ်နော်တိုင်တို့4တိုင်တိုင်ပွား6ချိန်ပြည့်ပြီဆိုရင်ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်မယ်ပြီးရင်ချိန်တစ်ခါထိုးမယ်ပြီးရင်နောက်ထပ်တစ်တန်းမှာကျတော့တပေါက်တစ်တိုင်ချိန်နဲ့9တိုင်ထိုးမယ်1နဲ့3 4 5တိုင်တို့9တိုင်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားထိုးမယ်ဒါမျိုး6ချိန်ပြည့်အောင်ထိုးရမယ်ပေါ့နော်တစ်တိုင်နှစ်တိုင်3တိုင်4တိုင်5တိုင်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားဒါမျိုး6ချိန်ပြည့်အောင်ထပ်ပြီးတော့မှထိုးလာခဲ့မယ်တိုင်တို့9တိုင်တိုင်ပွား6ချိန်ပြည့်ရမယ်နော်6ချိန်ကွတ်တိပြည့်ရမယ်နော်ဟိုလိုလာတွေပူလာတွေဖြစ်လို့မရဘူးပေါ့နော်မဟုတ်လို့ရှိရင်ရုပ်က
သူကလည်းသူပုံထက်မလာပဲနေမှာပေါ့နော်နောက်တစ်တန်းတက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ပြီးရင်ဒီမှာဆိုရင်2 4 6 9တန်းပြီပေါ့နော်10တန်းမြောက်ကနေပြီးတော့မှ17ဒီ row 8ကနေ row 17ထိကိုဒီတပေါက်တိုင်းစီနဲ့42တိုင်းကိုထိုးလာခဲ့မယ်ပေါ့နော်10ကနေ17 4တန်းပေါ့နော်4တန်းကိုတပေါက်တိုင်းစီနဲ့ထိုးလာခဲ့ပါမယ်ရှင်ဒီတန်းကနေစပြောမှာပေါ့နော်42တိုင်းပြရမယ်ပေါ့နော်ပိုတာလည်းမရှိရောက်လို့လည်းမရှိရောက်ပေါ့နော်3 4 5 6 9 10 9 10 11 12 13 14 15 16 19 18 19 20 21 22 23 24 25 26 29 28 29 30 31 32 33 34 35 36 39 38 39 40 41 40ပြီးပြီဆိုရင်နောက်ဆုံးမှာပထမဆုံးတိုင်တွေထိမှချက်ကုန်တဲ့ချိန်ချင်းတွေခါထိုးမယ်နောက်ထပ်3တန်းပေါ့နော်ရရှိဆိုတော့90 17ကိုဒီလိုပဲတစ်ပေါက်တစ်တိုင်းစီနဲ့ထိုးပြီးရင်ပြန်တွေ့မယ်နော်17တန်းတီရို8ကနေရို11တီကိုတစ်ပေါက်တစ်တိုင်းနဲ့ထိုးလာခဲ့ပြီဆိုရင်နောက်တစ်တန်းတစ်ခုချိန်တစ်ခါထိုးထားမယ်နော်ပြီးရင်တိုင်တိုးတစ်ပေါက်တစ်တိုင်းနဲ့15တိုင်းထိုးလာမယ်နင်း3 4 5 6 9 10 9 10 17 12 13 14 15တပေါက်တစ်တိုင်းနဲ့တိုင်တိုး15တိုင်းထိုးလာခဲ့မယ်ပြီးရင်တိုင်ပွား3ချိန်လုပ်ရမယ်တိုင်ပွား3ချိန်တပေါက်တော့2တိုင်းတစ်ချိန်ရပြီနောက်ထပ်တစ်ချိန်ထိုးမယ်တိုင်ပွား2ချိန်နောက်ထပ်တစ်ချိန်ထိုးမယ်တိုင်ပွား3ချိန်တိုင်ပွား3ချိန်ပြီးရင်ဆိုရင်တပေါက်တစ်တိုင်းနဲ့တိုင်တိုးတစ်တိုင်း2တိုင်း3တိုင်း4တိုင်း5တိုင်း6တိုင်းဒီမဲ့တိုင်တိုးတပေါက်တိုင်းနဲ့15တိုင်းပြီးရင်တိုင်ပွား3ချိန်ပြီးရင်တိုင်တိုး6တိုင်းတိုင်တိုး6တိုင်းပြီးရင်တိုင်ပွား3ချိန်ဖြစ်မယ်တစ်ချိန်2ချိန်3ချိန်ပြီးရင်တပေါက်တိုင်းနဲ့တိုင်တိုး15တိုင်းပြောင်းထိုးရမယ်3 4 5 6 9 10 9 10 11 12 13 14 15ပြီးပြီဆိုရင်နောက်ဆုံးမှာရှက်ကွန်နဲ့ချိန်မယ်ပြီးရင်နောက်တစ်ခုအတွက်ချင်းတစ်ခါထိုးထားမယ်ချင်းတစ်ခါထိုးထားပြီးပြီဆိုရင်ဒီ73ကနေ row 73ကနေပြီးတော့မှ73 14 15 3တန်းကိုတစ်ပေါက်တစ်တိုင်းစီနဲ့3တန်းထိုးလာခဲ့မယ်ပေါ့နော်48တိုင်းရှိရမယ်73 14 15 48တိုင်းရှိရမယ်ပေါ့နော်ထိုးလာခဲ့မယ်နော်မင်းထိုးမပြတော့ဘူးတစ်ပေါက်တစ်တိုင်းစီနဲ့48တိုင်းကို73 14 15 3တန်းထိုးလာခဲ့ပြီးပြီဆိုရင်နောက်ထပ်16ကို row 16ကိုထိုးဖို့အတွက်ချင်းတစ်ခါထိုးထားမယ်ပြီးရင်တိုင်တိုး2တိုင်း3တိုင်း4တိုင်း5တိုင်း6တိုင်းတိုင်တိုး6တိုင်းပြီးပြီဆိုလို့ရှိရင်နောက်တစ်ပေါက်ကိုတိုင်ရောလုံးမယ်နောက်တစ်ပေါက်ကိုတိုင်ရောလုံးမယ်ပေါ့နော်တိုင်ရောလုံးမယ်ပြီးရင်နောက်ထပ်တစ်ခါထိုးမယ်တိုင်တိုး6တိုင်းတိုင်ရောတစ်ချိန်ထပ်ထိုးမယ်ပေါ့နော်တစ်ချိန်2ချိန်3 4 5 6တိုင်တိုး6တိုင်းပြီးပြီဆိုရင်တိုင်ရောတစ်ခါလုံးမယ်ဒါမျိုးတိုင်တိုး6တိုင်းတိုင်ရောကို6ချိန်ပြည့်အောင်ထိုးရမယ်တိုင်ရောဒါမျိုးပေါ့နော်တိုင်6တိုင်တိုင်ရောကို6ချိန်ပြောင်းထိုးလာခဲ့ပြီဆိုရင်မောင်တိုင်တွေထိပ်မှာရှက်ကွန်နဲ့ချိန်မယ်ပြီးရင်ချိန်တစ်ခါထိုးမယ်နောက်ထပ်တစ်တန်းကိုတိုင်တုံ9တိုင်တိုင်ရော6ချိန်ထိုးရမယ်ပေါ့နော်ဒီနေ့3 4 5တိုင်တုံ9တိုင်ပြီးရင်နောက်တစ်ပေါက်ကိုတိုင်ရောလုံးမယ်ဒါမျိုး6ချိန်ပြည့်အောင်ထိုးရမယ်နောက်တစ်ခါထိုးပြမယ်ပေါ့နော်ဒီနေ့နောက်တစ်ပေါက်မှာ3 4ပြီးပြီဆိုရင်နောက်တစ်ခုကိုတိုင်ရောလုံးမယ်ဒါမျိုး6ချိန်ပြည့်အောင်ထိုးလာခဲ့ရမယ်နော်တိုင်တုံ9တိုင်တိုင်ရော6ချိန်ပြည့်လာပြီဆိုရင်နောက်ဆုံးတိုင်တွဲထိပ်မှာရှက်ကွန်နဲ့ချိန်မယ်ပြီးရင်နောက်ထပ်တစ်တန်းကိုတိုင်တို4တိုင်တိုင်ရော6ချိန်ထိုးပါမယ်3 4ပြီးရင်တိုင်ရောလုံးမယ်နောက်ထပ်တစ်ချိန်ထပ်ထိုးမယ်1 2 3 4တိုင်ရောဒါမျိုး6ချိန်ပြည့်အောင်ဆက်ထိုးမယ်တိုင်တို4တိုင်းတိုင်ရော6ချိန်ပြီးပြီဆိုရင်နောက်တစ်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ပြီးရင်တိုင်တို3တိုင်းတိုင်တိုင်း2တိုင်း3တိုင်း3တိုင်းပြီးရင်နောက်တစ်ခုကိုတိုင်ရောလုံးမယ်ဒါမျိုးလဲ6ချိန်ထပ်ထိုးလာခဲ့မယ်တဲ့နဲ့3ပြီးရင်တိုင်ရောတစ်ချိန်လုံးမယ်ဒါမျိုးလဲ6ချိန်ပြည့်အောင်ထိုးလာခဲ့မယ်နော်တိုင်တို3တိုင်းတိုင်ရောကို6ချိန်ပြည့်အောင်ထိုးလာခဲ့ပြီဆိုရင်နောက်ထပ်တစ်တန်းတက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ဒီအဆင့်မှာဆိုရင်တိုင်တို2တိုင်းတိုင်ရော6ချိန်ထိုးလာခဲ့မယ်ပေါ့နော်
နောက်တစ်ချိန်ထပ်ထိုးမယ်တစ်တိုင်းနှစ်တိုင်းပြီးရင်တိုင်းရော့နောက်ထပ်တစ်ချိန်တစ်တိုင်းနှစ်တိုင်း တိုင်းတို့နှစ်တိုင်းတိုင်းရော6ကြိမ်ထိုးလာခဲ့ပြီးပြီဆိုရင်ရက်ခွန်နဲ့ချိတ်လိုက်မယ်ရက်ခွန်နဲ့ချိတ်ပြီးရင်ဒါလေးကပြီးပြီပေါ့နော်ဒါကိုချီကုန်ရင်ကတော့ရှေးကြီးမဖြစ်ပါဘူးနည်းအစသိမ့်ဖို့စားလောက်လေးပဲချန်နေပေါ့နော်ဘယ်လိုလဲဆိုတော့မင်းကတွဲချုပ်လို့ရှိရင်ခန္ဓာကိုယ်ကကြိုးစားနဲ့တွဲချုပ်တာများတယ်ပေါ့နော်အဲ့ဟာကပို့လွယ်တယ်ကျွန်တော်ကဘယ်လို့ကိုကခေါင်းနဲ့တွဲချုပ်တာအားတာလဲဆိုလို့ရှိရင်ခေါင်းကဒီကြိုးနဲ့တွဲချုပ်တာအားတာဆိုရင်ဒီဟာကိုရှေးရှေးလေးချန်ပေါ့နော်မင်းကခန္ဓာကိုယ်ကနေကင်ပြီးထိန်းတာပို့ပြီးမှအဆင်ပြေတယ်လို့ထင်လို့ပေါ့နော်ဒီလိုလေးပါရှင်ဒီတက်ကိုဆီလီကွန်ထည့်ရင်ဒါခေါင်းလေးတွဲပြီးပြီပေါ့နော်ခေါင်းလေးအတွက်ပြီးပါပြီမဆီလီကွန်ထည့်တာတော့တကယ်ကြာရိုက်မပြတော့ဘူးပေါ့နော်ဘယ်လိုဆိုနောက်ကအတန်ကြီးရမ်းထွက်နေရမို့လို့အတန်ကိုလုံးဝဖျောက်ပြီးမြဲဒီတိုင်းအတန်သွင်းလိုက်တာပေါ့နော်သူ့နေရာနဲ့သူပါနေရပါဖောင်းတဲ့နေရာလေးဖောင်းထည့်လိုက်လို့ရှင်ရရပေါ့နော်ဆီလီကွန်ကအဲ့ဒါမို့အမြန်မရိုက်ပြလိုက်ပါပြီနော်ဆီလီကွန်လေးကိုတိတိကျကျနေရာထည့်ပြီးပြီဆိုရင်ပါနေရာပါလေးတွေပေါ့နော်တေချာလေးလှအောင်ထည့်ပေးရမှာပေါ့နော်ဒါဆိုရင်ခေါင်းလေးရပြီခဏကိုလေးတွေဆက်ထူပါမယ်ရှင်